ဒီနေ့မှာတော့အိုးဝေးရင်ပြန်လဲတက်ဆန်တဲ့ဘက်ကိုလေးလာကြည့်ရှုသွားမှာဖြစ်ပါတယ်။ဒါကတော့ဒီဘောဘိုးထည့်တယ်။ဒါ 1C ထည့်တယ်။ဒါ speaker washer plate လေးထည့်တယ်။ဒါ crankshaft ထည့်တယ်။ဒါကတော့gear box နဲ့တစ်ချက်ပြလုံးမဲ့ပနင်လေးရှက်တွေထည့်မယ်။ဒါကတော့ gear box အုံလိုက်ကိုထည့်ပြီးဒါကတော့ washer ဒီမှာပါတဲ့ bike လေးကိုတက်ပြီးဒါတော့ဘောထည့်တယ်ဘောကိုကျွတ်ထွက်အောင်ထိန်းထားတဲ့စကလေးလေးထည့်တယ်ဒါကတော့ဂီယာဘောက်နဲ့တွဲချိတ်ပြီးတော့အလုံးလုံးဆောင်မဲ့ပင်နေရလေးထည့်တယ်အဲ့ဒါကိုမှလုံးလုံးကျွတ်ထွက်မသွားအောင်ကလစ်ကလေးနဲ့ပြန်ထိန်းမယ်ဒါတော့စပရိန်နဲ့ဟောတို့လေးရဲ့ရှက်ကိုထည့်မယ်အဲ့မှာစပရိန်ကိုချိတ်လိုက်ပြီးချိတ်ပြရခါမှာဆိုရင်ကျွန်တော်အထိုင်ကိုစပရိန်ကြောင့်တန်းရှင်းပြန်တဲ့အခါမှာမစားအောင်ဘာဘာလုံးလေးထည့်တယ်ဒါကတော့လေချောင်းကိုဆက်ဖို့အတွက်ကိုနဲ့ကတ်ကတ်ထည့်တယ်ဒါကတော့လေချောင်းကိုအုပ်လိုက်ပြီးလေချောင်းမှာပါတဲ့လက်တွေကိုတက်မယ်